ဆရာဝန်ဒီဘက်ကနေမှလား trainer တွေဘက်ကနေမှလားယူရိုကရောသူ့ဘက်မှာနေမှာလဲဒီနေရာမှာ Rose ပြောပြချင်တာကတော့ gym trainer တွေစီမှာကစားရတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကကြစ်ကြစ်လစ်လစ်နဲ့အစီအပုံမရှိဘဲနဲ့တကိုယ်လုံး weight တွေကျသွားနိုင်တယ်ဆရာဝန်တွေစီမှာဆေးထိုးပြီးတော့ weight ချတယ်ဆိုတဲ့အခါမှာအစီတွေကတော့ကျသွားနိုင်တယ်ဒါပေမဲ့အသားကကြစ်ကြစ်လစ်လစ်တော့မရှိလာနိုင်ဘူး overweight ဖြစ်တဲ့သူတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့သိတာတယ်နောက်ထပ်တစ်ခု Rose ပြောပြချင်တာကတော့ consistency ရှိနဲ့ကျင်သွားမယ် nutrition တိုင်းစားမယ်ဆိုလို့ရှိရင်တော့ weight ကျတာကတော့နေတယ်ဒါပေမဲ့ body ကအမိုက်စားဖြစ်သွားမယ်ဒါမှမဟုတ်ဘူးကိုက shortcut လမ်းကိုလည်းလိုက်ချင်တယ်မြန်မြန်ဆန်ဆန်နဲ့ချချင်တယ်ဆိုလို့ရှိရင်တော့တကယ်ကျွမ်းကျင်တဲ့ဆရာဝန်တွေစီမှာဆေးထိုးပြီးတော့လည်းချလို့ရတယ်ဆေးထိုးတဲ့နေရာမှာလည်း2မျိုး2စားရှိတယ်ကိုကြချင်တဲ့နေရာကိုဓာတ်ရိုက်ထိုးပြီးတော့ဆေးထိုးပြီးတော့ချမှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်Ozempicတို့လိုမျိုးဆေးထိုးပြီးတော့တကိုယ်လုံး weight ကိုကျချင်တာလားနောက်ထပ်တစ်မျိုးကတော့ liposuction လုပ်ပြီးတော့ကိုလိုချင်တဲ့နေရာကိုပဲကွက်ပြီးတော့ချမှာလားဒါမှမဟုတ်ဘူးကိုဟာနဲ့ကိုဖြည်းဖြည်းမှန်မှန်လေးနဲ့ပဲပုံမှန်အတိုင်းလေးပဲချသွားမယ်ကြက်ကြက်လက်လက်ကလေးပဲလှကျင်နေဆိုလို့ရှိရင်လမ်းလေးပုံမှန်လျှောက်ပေးဂျင်လေးပုံမှန်လေးသွားပေးအစားတောက်ကလေးကိုဂရုစိုက်ပေးတယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ body goal ကိုရရှိမှာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ရှိသေးတယ်အားလုံးသတိမထားပြီးတဲ့ကိစ္စတကယ်လို့ကိုကနှလုံးရောဂါရှိတယ်ခွဲစိတ်မှုတွေလုပ်ထားရတယ် injury တွေရှိတယ်ဆိုလို့ရှိရင်တော့ဂျင်သွားလို့မရပါဘူးဒီလိုမျိုးဂျင်သွားလို့ကလည်းမရဘူးပိန်ကလည်းပိန်ကျင်တယ်ဆိုလို့ရှိရင် road story ဘယ်လိုလုပ်ကြမှာလဲကျွမ်းကျင်တဲ့ဆရာဝန်တွေစီကိုပဲသွားရမှာပါပဲဒီလိုအချိန်မျိုးမှာ trainer တွေကလည်းစိတ်ဆိုးလို့မရပါဘူးဝိတ်ချချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ budget ပေါ်မှာမူတည်ပြီးတော့ကိုဘယ်လိုပုံစံမျိုးဝိတ်ချချင်တယ်ကိုနှင်းနှင်းချချင်တာလားမြန်မြန်ချချင်တာလားဆိုတာပေါ်မှာမူတည်ပြီးကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်ဒီဘေးကွင်းရဲ့အပြင်မှာတော့ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာတော့မရှိပါဘူးပုံမှန် gym တွေသွားပြီး nutrition ကောင်းကောင်းစားပြီးတော့ဝိတ်ချမှာလားဒါမှမဟုတ်ဆရာဝန်တွေစီကိုသွားပြီးဆေးထိုးပြီးတော့ဝိတ်ချမှာလားဒါကတော့ယူရိုရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်